ဒါနဆိုတာအလူကြီးပေးမှဒါနမဟုတ်ဘူးကိုယ်အိမ်လာတဲ့ဧည့်သည်ကိုတိခင်အခန့်ကျွေးမွေးတာလဲဒါနပဲမိသားစုဘဝမှာလည်းပဲအေးစားပါစေဆိုပြီးတော့ချက်ပြုတ်ကျွေးတာလာလဲဒါနပဲအလုံးကဒါနကိုယ့်ရဲ့ရှိတဲ့တိရစ္ဆာန်တွေကိုလည်းမျောလင့်ချက်နဲ့ကျွေးတာမဟုတ်ဘဲနဲ့ဥမာမဲ့ခွေးကြိတ်လို့ရှိရင်လာတဲ့လူကြိုက်ဖို့ဆိုပြီးကျွေးတာမျိုးမဟုတ်ဘူးသူစားပါစေဆိုတာကျွေးတာကြောင်ကျွေးရင်လည်းပဲကြွက်ခုံနိုင်အောင်ဆိုရဲကျွေးတာမဟုတ်ဘူးသူကသူစားနေတော့မယ်ဆိုတဲ့အကျဉ်းတရားနဲ့ကျွေးတာဆိုရင်ဒါဌာနတွေပဲတိရစ္ဆာန်လူတဲ့ဒါနဟာအစတရားအကျိုးပေးတယ်လို့ပြန်ဆိုပြပြောတယ်အစတရားဆိုတာဟာနဲတာမှမဟုတ်တာနော်ကိုကတစ်ခါလုပ်ရင်အစတရားလူတွေကတော့ထင်လိုက်မယ်ကိုတစ်ခါလုပ်တာအစတရားမများလို့မလားဆိုမများဘူးဘာကြောင့်မများဘူးလို့ပြောရတော့ဆိုကိုလက်တွေ့ကြည့်ပေါ့တရစီလေးတစ်စီးပဲဆိုင်တစ်စီးဆိုင်ရင်တရသီးကတစ်လုံးပဲသီးတင်တာပေါ့ဘယ်ဟုတ်မလဲတရစီတစ်စီးဆိုင်လိုက်တာနဲ့တရပင်ကတီးလိုက်တာထောင်ချီဖြစ်နေတယ်အကျိုးဆိုတာအဲ့လိုတူပွားလာနော်တူပွားလာဒါနကောင်းမှုကအဲ့ဒီတစ်ပင်စိုက်တာနဲ့အလားတန်တူတယ်ပေါ့ကိုစိုက်တုန်းကတစ်စီးပဲစိုက်တယ်သို့တော့ရလာတဲ့ fruition တွေ fruit ပေါ့နော်အကျိုးတရားတွေကြတော့အများများအမြောက်များစွာရတယ်လို့